ဒီခါတော့ကျွန်တော်တို့ရှေ့ level ပြီးတော့ကျွန်တော်တို့အာရှဘက်ကိုပြန်လှည့်ကြည့်အောင်အာရှဘက်မှာကျွန်တော်တို့မြောက်ကိုရီးယားရဲ့ခေါင်းဆောင်ကင်ဂျုံအွန်းရဲ့အကြောင်းလေးနဲ့ပြောပြကြပါမယ်ခုနောက်ပိုင်းမှာအမေရိကနိုင်ငံရဲ့လက်နဲ့ဆွမ်းနေတဲ့နော်ဆွမ်းထက်တာတွေမြင်ရပြီးနောက်ပိုင်းမှာကင်ဂျုံအွန်းကလေသံပြောင်းလာပါတယ်လွန်ခဲ့တဲ့2ရက်ကဘာပြောလဲဆိုကင်ဂျုံအွန်းကနေပြီးတော့သူတို့ပါတီပွဲတိုင်နဲ့သူကဘာပြောလဲဆိုတော့အကယ်၍အမေရိကန်ကကျွန်တော်တို့လက်ရှိနျူကလ িয়ার အနေအထားကိုတဲ့လက်ခံပြီးတော့လေးစားလိုက်နာပြီးတော့ဗောနော်ရမမှုပဲနဲ့သူကဆက်ပြီးတော့မိတ်ဆွေလိုဆက်ရှိမှဆိုရင်တော့အမေရိကန်နဲ့သူတို့မိတ်ဆွေတွေဖြစ်ပြီးတော့အတူတူကလက်တွဲပြီးတော့နေထိုင်လို့ရမယ့်အခြေအနေမျိုးရှိပါတယ်တဲ့သူကပြောပြလာတယ်တကယ်လို့အမေရိကန်မူဝါဒတွေကပြောင်းလဲလာပြီးတော့သူ့ပေါ်မှာရမမှုပဲနဲ့သူတို့ရဲ့နျူကလ িয়ার တွေကိုပိုင်ဆိုင်မှုတွေကိုဆက်လက်ပြီးတော့တိုက်ခိုက်မလို့ရင်ဗောနော်တိုက်ခိုက်မှုမလို့ရင်သူတို့အနေနဲ့မိတ်ဆွေအဖြစ်ဆက်လက်ရည်တည်ပြီးတော့အတူရှင်တွဲနေထိုင်လို့ရပါတယ်လို့ဆိုပြီးစကားပြောလာတယ်ပေါ့နော်ထူးခြားတာပေါ့တခါမှငင်းငယ်ရေးစကားမပြောဘူးတဲ့လူတယောက်ကခုနောက်ပိုင်းခေါင်းဆောင်တွေကိုစက်တိုက်နှိပ်ကိုလာတာမြင်လိုက်ရတော့သူဘောနော်နည်းနည်းလေးကြောက်သွားတယ်ဖြုံသွားပုံရပါတယ်ခုလေးတန်းလေးပြောင်းလာပါနော်ခုငင်းချမ်းဆိုအတူရှင်တွဲနေထိုင်ဖို့ဆိုစကားလုံးတွေသူပါစက်ထဲကနေပထမဆုံးချိန်ကြားဖို့တာပေါ့နော်ရှိကောင်းရှိပါလိမ့်မယ်ကျွန်တော်မကြားဘူးလားဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်ဒါပေမဲ့ထူးခြားခြားပေါ့နော်ခုရပိုင်းနေမှာသူဖွင့်ပြောလာတယ်ဆိုတော့သူရဲ့လေးတန်းပေါ့နော်သူရဲ့အမေရိကန်ပေါ်မှာပြောင်းလဲတွေဖြစ်လာတယ်ဆိုတာအထင်ရှားတွေ့မြင်ရပါတယ်ကျေးဇူးများတင်ပါတယ် thank you In a rare message, Kim Jong-un has said North Korea could get along well with the US, but only if Washington recognizes it as a nuclear state, as he promises to continue expanding North Korea's nuclear weapons. This is all as speculation continues that Trump could meet with Kim Jong-un during his planned visit to China in April.